1 square feet ကို3သိန်းတော့မပြည့်တဲ့ဈေးနဲ့သူကနာကမာကြီးဥယျာဉ်အိမ်ယာထဲမှာရမယ်ဆိုရင်ဒီမျိုးစိတ်ဝင်စားကြမလားခင်ဗျာခရမ်းပြီးအမီပေါက်ဖြစ်ပါတယ်ခင်ဗျာတာသူကလမ်းမကြီးတဲပေါက်တယ်ကမာကြီးလမ်းမကြီးနဲ့နေဒီလေးမှာတည်ရှိတယ်ခရမ်းပြီးအမီပေါက်ကဖခင်အမီနဲ့ဖြစ်တဲ့အတွက်သားသမီးရာတွေကအမွေဆက်ခံခွင့်လုပ်ပေးမယ်အယောင်ပြေပုံထုတ်ပေးပြီးသားဖြစ်ပါတယ်ခင်ဗျလူချင်းမင်းတို့မြင်နေရတာသူကနာတာသူကလမ်းမကြီးဖြစ်ပါတယ်ခင်ဗျာတာသူကလမ်းမကြီးတဲပေါက်တယ်ကမာကြီးလမ်းမကြီးအဒီမှာတည်ရှိတယ် 2RC အိမ်လေးပါမယ်ဗျအိမ်အပေါ်ထပ်မှာကျွန်တော်တို့အိမ်ခန်း master bedroom တစ်ခန်းအိမ်ခန်း3ခန်းပါတယ်အောက်ထပ်မှာ2ခန်းအဲက2ခန်း bedroom မိဖို့ကစားတာတွေပါမယ်အဆောင်ပိုလေးလည်းသူထုတ်ပြီးထားတယ်အိမ်ရဲ့ဘေးမှာပါသူကနောက်ထပ်ဘေးကအကျယ်ကြီးပါသေးတာဖြစ်တယ်ဆိုတော့လူကြီးတို့အဆောက်အဦထပ်ဆောက်ချင်တာမျိုးအတွက်အထူးအဆင်ပြေတယ်အိမ်ယာထဲလည်းဖြစ်တဲ့အတွက်လူကြီးတို့ဒီဈေးထဲမှာအရန်တန်တယ်ကြီးကတန်လေးတွေတတရာဖြစ်နေတာကိုလူကြီးတို့နားထောင်ကြည့်ပါရန်တန်ပါတယ်ခင်ဗျာအဲ့တော့လာရောက်လေးလက်ကြီးကိုကျွန်တော်ဖိတ်ခေါ်တယ်ပေ90ပေ85ပေအကျယ်ရှိတယ်ဈေးနှုန်းလေးက3,9500ပပကြီးတိုင်းရှိပါတယ်ခင်ဗျအိမ်လေးလည်းတော်တော်ကောင်းသေးတာကိုတွေ့ခဲ့ရတယ် location အသေးစိတ်လေးကိုကျွန်တော်ထည့်ပေးထားပါမယ်ဗျကြည့်ရှုပေးတဲ့တယောက်ချင်းတယောက်လည်းကျွန်တော်ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံပေးရမယ်